မန္တလေးမှာပဲရနိုင်တယ်ရပြီပေါ့နော်။ချပဲ။အိုးဆိုနည်းနည်းလေးထပ်ပြေးလိုက်အောင် let's go လိုက်။ကျွန်တော်ဒီနေ့ကဆိုရင်တော့ကျွန်တော်ဒါစနေနေ့ပေါ့နော်။စနေနေ့ညနေကျွန်တော်9 နာရီခွဲ6 နာရီဝန်းကျင်မှာကျုံးပြီးတော့ကျွန်တော်လမ်းလျှောက်သွားကြအောင်နော်။ကျွန်တော်ကိုကြီးနေတာ။ဆော်ရှူလိုင်းရှောက်အေးတော့ဆော်ရှူလိုင်းရှောက်အေးတော့ကြမယ်ကျွန်တော်တို့ရှေ့စကျုံးရောက်ပြီလားကျွန်တော်မီးပွိုင်းအောင်နော်ရောက်နေပြီရှေ့ကျုံးပြရမယ်ကျွန်တော်စတင်းအောင်စောက်ဝင်ပေါ့နော်တကယ်စေးပြေးပါလေနေ့တော့စနေနေ့ဖြစ်တဲ့အတွက်ကျောင်းပေးရက်လည်းဖြစ်တယ်လုပ်ပေးရက်ရုံးပေးရက်ဘာညာပေါ့နော်ဆိုတော့လူစုံနေတို့ငါနေရာလေးကိုမချန်ထားဘူးပေါ့ဆိုင်စတင်း let's go try ခါလေဟိုအဝေးသွားနေမှာနီးနေတာလူတွေကတကယ်များတာကျွန်တော်ရုံးပေးရက်မို့လို့ရှိုးရအောင်တော့တကယ်များဆိုတော့ဘောလမ်းလျှောက်ကြမယ်ကျွန်တော်ရှေ့ဘက်ပေါက်ခေါ်လာတောင်ဘက်ပေါက်ခေါ်လာမသိဘူးရှေ့ဘက်နော်ရှေ့ဘက်ပေါက်စရနေကျွန်တော်ဟိုဘက်တော့ရှောက်ဘူးလမ်းလျှောက်မယ်ပေါ်ပန်နေ့ဆိုရင်ကျွန်တော်တို့ဒါဒီကိုကြီးနဲ့ကျွန်တော်ရှောက်နေနှစ်ဘက်ကျော်သုံးဘက်လောက်ရှိတယ်ပေါ်ပန်နေ့ဆိုရင်ကျွန်တော်နည်းနည်းလေးပြေးလိုက်လမ်းလျှောက်လိုက်လို့တော့ဗောနော်ဒါပေမဲ့အခုတော့ကျွန်တော်ကိုရဒီမှာinjury 6ကို injury နဲ့ထိထားတော့ကျွန်တော်ဒီလိုလာပါတယ်ကျွန်တော်ကလာပါတယ်ရှုပ်သေးတယ်ကျွန်တော်လမ်းလျှောက်ရကြမယ် let's goနည်းနည်းလေးတော့ပြေးလိုက်ကျွန်တော်စီယူနာချမ်းထိတ်တော့ရောက်ဟုတ်ဆိုအေးတောက်တဲ့အချိန်နည်းနည်းလေးနောက်ကျသွားမှဆိုလို့ကျွန်တော်တို့ပြေးလိုက်တယ်ဟုတ်ဆိုဒီနေ့ဒီစရောက်တာကျွန်တော်6နိုင်ကျော်နေအားကြောင့်ဟုတ်မော်စီယူနာထိတ်တော့ရောက်တောင်ဘက်ထိတ်ကနေဒီဘက်စီယူနာထိတ်ကြီးပြေးတယ်အဲ့နဲ့မော်အဲ့နဲ့ဒီကနေကျွန်တော်ဟိုးဘက်ကူးဆိုတော့ထိတ်ကြီးပေါ့နော်ဟိုးမှာမြင်ရတဲ့မန္တလေးတောင်အဲ့တောင်ထိတ်ကြီးကျွန်တော်တို့ပြန်သွားမယ်အဲ့နားမှာအေးဆိုင်လေးရှိပါကျိုးကြီးကိုတပတ်လဲပတ်ဖို့ဟုတ်ဒါနဲ့ဥတီပြီးရှောက်တဲ့လမ်းနဲ့အကောင်းဆုံး view ကဒီ view ပဲရွှေမန်းတာတက်ကြတဲ့ရှိပြီဟမ်အန်ကိုမန္တလေးရှိကိုခုံလို့သွားတယ်ဟောနေခါဟောဒီနဲ့တက်လုံးနေကြာတက်လုံးနေကြာဒါမဲ့အတက်တူဝေးတူဆိုရင်အားလုံးဒီစီပဲနော်ဆိုတော့ yes နည်းနည်းလမ်းလျှောက်လိုက်အောင်9 မိနစ်10မိနစ်ပဲတတိုင်းလမ်းလျှောက်တတိုင်းရေးရပါတော့မန်းလေးတရားဆိုတာတတိုင်းပြောရလဲမျက်စိနဲ့တမြင်ရတဲ့တရားလေဆိုတော့နည်းနည်းလေးထပ်ပြေးလိုက်အောင် let's go လိုက်ကုသိုလ်ဘက်ချမ်းဘက်ကိုရောက်နေပြီနော်ရှေ့ဆိုကျွန်တော် target ထားတဲ့ဆိုင်လေးရောက်တော့တော်တော်နီးနေရှိုးလိုက်အဲ့ရှေ့ဆိုရောက်ရကားတွေကခုဒီနားကြီးကိုရောက်ဟုတ်တော့စနေတင်းဝင်ဆိုလူတအားများစနေတင်းဝင်ဆိုသူတို့လူတကယ်များအဲ့အတွက်အဲ့ကားတွေကိုဒီနားကြီးရောက်ပုံမနေ့ဆိုလူမစီဘူးနော်ဒီနေ့လူနဲ့လူစီဆို yes လူဘာမှမကြည့်ကြဘူးချေတာလားအဲ့ဒီမာရီတောင်ထိတ်ကြပြညပြရောက်တော့လာပြီနေ့ရောက်ပြောရတာအကက်ကိုရောက်ပြီပေါ့နော်ဆိုင်ပါလူပြည့်နေမလားမသိဘူးဒါလေးပေါ့နော်ဆိုတော့ဒါကျွန်တော်ရဲ့ bike တွေဒါလူများတယ်တကယ်များဒီဘက်အဲ့ဘက်ဆိုင်တော့ဒီမှာလူတွေပြည့်နေချိုးလာ ambulance တွေပါစောင့်နေစမ်းမန္တလေးမှာပဲရနိုင်တယ်ရတော့ပေါ့နော်။ချဘယ်မှာမှမရနိုင်ရန်ကုန်မှာလည်းမရနိုင်တောင်ကြီးမှာလည်းမရနိုင်နော်။
ပြီလား ခိုင်နေတဲ့တိုင်းပြင်းပြောင်း